ဒီနေ့သွားနေတာဖြစ်ပါတယ်ရှေ့ဘက်ကိုသွားနေတာဖြစ်ပါတယ်ဟိုဘက်သွားမယ်ဘာတော်တော်ရုပ်စီကားရဲ့ဗျာလာလဲလာဟိုဘက်ချမ်းဆိုပုံမိုင်းနေချက်သွားကြည့်အောင်ပါဗျာဘာလို့လဲတော့ဒီဘက်ချမ်းတော့လောအောင်မှာဟောတယ်တိုင်ဒီလိုမျိုးဆိုင်လေးတွေဖွင့်တာပါဆိုင်လေးတွေမှာမဟုတ်ဝင်စားလို့ရအောင်လုပ်ပေးထားသူရဲ့ system လေးဒီလားဘာကြိုက်လဲ coffee ကြိုက်လားပိုက်စားလို့ရှိရင်ဒီဘက်ချမ်းကိုလည်းလာခဲ့လို့ရအောင်ဗျာဘက်ချမ်းလာမယ်စားမယ်တောင်းမယ်ဆိုရင်လည်းအဆင်ပြေလှုပ်ထားနော်လှုပ်ထားလောအောင်အမိုင်းဝင်းအကျယ်ပဲโอเคရှေ့ထက်သွားမှာအရင်တန်းတော့ရောက်ရှိနေပါတယ်တဲဝဝိုင်းဗျာသိလားတဲဝဝိုင်းဆိုတော့နောက်ကြဒီဘက်ချမ်းမှာကျတော့မြဖေးရဒီနေရာတော့ကျွန်တော်ကတော့ဘရင်တန်းတော့ရှေ့ကိုရောက်နေတာဖြစ်ပါတယ်ဒါနိုင်ငံရဲ့ဘရင်တန်းတော့ရဲ့အရှိပါလောအောင်မှာမိုက်တယ်ဗျာမိုက်တယ်ဆိုသူလှုပ်ထားတဲ့ပုံစံတွေကအစလောအောင်မှာလှတယ်ဒီကမရောက်ဘူးတဲ့သူတွေအတွက်ကျွန်တော်ပြပေးတာကွာသိလားဟိုဘက်ချမ်းမှာလည်းရှိတယ်ဆိုတော့ပြပေးမယ်ဟိုဘက်ချမ်းမှာရှိတယ်ဟိုဘက်တော့ဒါကတော့ဘရင်ပေါ့အခုလောလောဆယ်အုပ်ချုပ်နေတဲ့ဘရင်နောက်ပြီးတော့ကျွန်တော်တို့ဟိုဘက်ချမ်းသွားကြည့်မယ်ဟိုဘက်ချမ်းသွားပြောလို့ရှိရင်ဘာဖြစ်လဲကျွန်တော်ဆောင်းကြည့်ကြပါမယ်နော်နိုင်ငံသားတွေလည်းများတယ်အဲကြောင့်မို့သွားရတယ်လုံးဝပြောဖို့ကောင်းတယ်ဒီတော်တော်ဆိုတန်လဲတန်အောင်ဟာကွာသိရမှာကိုကတန်အောင်သွားတာကွာတနေ့ဆိုရင်ကွာဒီလားဟာလို့မတန်မဲနဲ့ခဏလေးတော့မနေကြိုင်းတွေပဲကောင်းနေပလိုက်တာအဲကြောင့်မို့စင်ပြေရောစင်ပြေဆိုဟာလုံးအောင်မှာမိုက်တယ်ကွာမိုက်တယ်ဆိုဟိုဘက်ချမ်းနေပါအစုံမဲဆိုဟိုဘက်ချမ်းခဏတော့ကြည့်လိုက်အောင်မဲဟိုဘက်ချမ်းခဏတော့ကြည့်မယ်ဟိုဘက်ကတော့တော်တော်များဟိုဘက်လမ်းကူးတဲ့နေရာလမ်းကူးတဲ့နေရာလမ်းတော့ကူးကြစန်နမ်ချီသူ့ရဲ့မှတ်တာနေရာကဒီဘက်မှာတခုနေရာရတော်တော်ဆုံးနေအများကြီးပဲတော်တော်လည်းလှမှတ်တရားပါဗျာဒီအမှမှတ်တရားဖြစ်တယ် Walking to the grand place ဟောဘကno pass တဲ့ဖြတ်တန်းခွင့်မရှိဘူးတဲ့ exit ဆိုတော့ရေးထားဒါဝင်ပေါက်တော်တော်လှโอเคဟိုဘက်သွားကြည့်ရမယ်နေရာရတော်တော်စုံနေသွားရကြတယ်ဒီအဲကြောင့်မို့နေရာတော့အများကြီးပဲဟိုဘက်ချမ်းကိုထပ်ပြီးတော့သွားကြည့်မယ်ဗျာဘာဖြစ်လဲဆိုတော့ဒီဘက်ချမ်းတော့လှတယ်နောက်တပတ်မဟုတ်ရင်ဗျာနောက်တစ်လကြာရင်ကျွန်တော်တို့ဒီတဲကိုဝင်မယ်နော်ဒီနေရာတော့ဘာဖြစ်လို့လဲဆိုတော့ဝင်ဖို့မဝင်တော့ဘူးနောက်နေ့ကျမှဝင်တော့မယ်ဘာလို့လဲဆိုတော့ဒီဘက်အပြင်ဘက်ကိုတီးတက်လိုက်ရိုက်ပြပေးတာကွာဒီလားနေရာရောဒီဘက်ချမ်းတော်တော်စိတ်မပူနဲ့အိမ်ထဲအောင်နေအသွားဘတ်ကားနဲ့သွားမလားရထားနဲ့သွားမလားလုံးဝအဆင်ပြေဒါပေမဲ့လိုက်ပြပေးပါမယ်နော်ဒီကဒီလိုစပါရနေရလေးတွေကိုကြည့်ကျင်တာပဲဖြစ်ဖြစ်ဆိုတော့ကျွန်တော်နောက်တစ်လားမဟုတ်နောက်2လလောက်အားချိန်ကြရင်ကျွန်တော်အခုလိုမျိုးပဲလိုက်ပြပေးပါမယ်ဒီကတော့ဒီနေ့ကတော့အမတ်တရားအဖြစ်ကျွန်တော်လိုက်ပြပေးတာဖြစ်ပါတယ်ခင်ဗျာကျေးဇူးအများအိုက်တင်ပါတယ်နော်โอเคပါ bye bye